ဘယင်ကြီးကသူ့ရဲ့သမီးတော်လေးအန်နာကိုမွေးနေ့လက်ဆောင်အတွက်လက်ကောက်သုံးခွင့်ပေးလိုက်တယ်ပြီးနောက်မိန်းကလေးကိုလက်ကောက်သုံးခွင့်ဝတ်ပေးလိုက်တယ်မကြခင်မှာပဲလက်ကောက်တွေကတဖြည်းဖြည်းတင်းကျပ်လာပြီးမိန်းကလေးရဲ့အသားတွေကိုစိတ်ဝင်သွားတယ်အန်နာကချွတ်ဖို့ကြိုးစားတယ်ဒါပေမဲ့နာကျင်လုံးလို့ဒူးထောက်လဲကျသွားတယ်နာကျင်မှုကမျက်နှာပေါ်တဖြည်းဖြည်းပြန့်နှံ့သွားတဲ့အခါသူ့အမေကအပြေးလွှားသွားပြီးလက်ကောက်တွေကိုဖြုတ်ပေးဖို့ကြိုးစားတယ်ဒါပေမဲ့ဘာမှမကူညီနိုင်သေးဘူးပြီးတော့အန်နာရဲ့မျက်လုံးတွေကအနီရောင်ပြောင်းသွားပြီးအနီရောင်အလင်းတန်းတွေထုတ်လွှတ်လိုက်တယ်ဒါတွေကအယောင်အလုံးကိုစုပ်ယူလိုက်တယ်သူ့ပတ်ဝန်းကျင်ကအရာအလုံးကအဖြူအမဲဖြစ်သွားတယ်မော်စီယာကထိုလက်ကောက်ကိုချွတ်လို့မရဘူးဟုပြောခဲ့တယ်ကျင်းစာကအန်နာမင်္ဂလာဆောင်18နှစ်အထိပဲစောင့်နိုင်တယ်လို့ပြောတယ်မင်းသမီးလေးအန်နာကိုလက်ထပ်မဲ့သူကသာပဟေလီ3ခုကိုမှန်ကန်စွာဖြေဆိုနိုင်မှရမယ်ပြီးတော့လက်ကောက်ကအလိုလျောက်လွတ်မြောက်ပေးလိမ့်မယ်ဒါကြောင့်သူမကြီးပြင်းလာတဲ့အခါဘယင်ကသူမအတွက်လက်ထပ်ပွဲစီစဉ်ပေးဖို့အပြေးလွှားလုပ်ခဲ့တယ်သူနဲ့အတူလေးချင်းပြီးချစ်ကြိုက်ခဲ့တဲ့ကောင်လေးကထိုမေးခွန်းကိုဖြေပေးခဲ့တယ်ဒါပေမဲ့သတ်မှတ်ထားတဲ့အချိန်တွင်းမှာပထမမေးခွန်းကိုမဖြေနိုင်ခဲ့ဘူးသူ့ကိုဒဲအိုးထဲပို့တော့မယ်ချိန်ဒါပေမဲ့ရုတ်တရက်သူ့အမေရဲ့စကားတွေကိုသတိရသွားတယ်သူတို့ရဲ့မျှော်လင့်ချက်အဖြစ်အသက်ရှင်နေုံကလွယ်လို့ပေါ့ကောင်လေးကသတိရသွားပြီးမျှော်လင့်ချက်လို့ဖြေလိုက်တဲ့အဖြေကမှန်သွားပြီးအန်နာရဲ့ပထမဆုံးလက်ကောက်ကလွတ်မြောက်သွားတယ်ဒုတိယမေးခွန်းမှာတော့သူအဖြေကိုမှတ်မိသည်နောက်ဆုံးအချိန်တွင်ဒုတိယလက်ကောက်အဖြေကမှန်သွားပြီးပျက်စီးသွားသည်သို့တော့ကောင်လေးဖခင်နှင့်မိခင်သည်ဘယင်၏လက်ချက်ဖြင့်တည်ဆုံးခဲ့သည်သူဖခင်၏လောက်ကျန်တက်ဖြတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည်နောက်ဆုံးမေးခွန်းကိုထိုအခြေအနေကြောင့်သူမဖြေနိုင်ဘဲထွက်သွားရန်ရွေးချယ်ခဲ့သည်ကောင်လေးက